ဒီနေ့သင်ခန်းစာက Chinese grammar ရဲ့အခန်း18ဖြစ်တယ်နော်။ခေါင်းစဉ်ကကြိုက်။ကြိုက်ကမှာရှိသည်လို့အဓိပ္ပာယ်ရတယ်။ပစ္စည်းတစ်ခုရဲ့တည်နေရာကိုတိကျစွာဖော်ပြခြင်းတဲ့အချိန်မှာလည်းကြိုက်ကိုသုံးလို့ရသလိုverb ရဲ့နောက်မှာလည်းထားပြီးတော့သုံးလို့ရပါတယ်။နံပါတ်1ကပစ္စည်းတစ်ခုရဲ့တည်နေရာကိုတိကျစွာဖော်ပြခြင်းသူ့ရဲ့ grammar ပဋ္ဌာန်းပုံစံလေးရကြတော့ subject ရဲ့ကြိုက်ရဲ့ location ရဲ့နောက်ပြီးတော့တည်နေရာပြစလုံးတည်နေရာပြစလုံးကဘယ်လိုမျိုးလဲဆိုတော့လီအထဲမှာ上အပေါ်မှာ下အောက်မှာ旁边ဘေးဘက်မှာဆိုပြီးတော့ဒါဥပမာ၄ခုပေါ့နော်ဒီထက်ပိုပြီးတော့တခြားရှိရအလယ်မှာလည်းရတယ်နောက်ဘယ်ဘက်မှာညာဘက်မှာအစသဖြင့်သူ့ရဲ့တည်နေရာပြစကားလုံးတွေနဲ့တွဲလို့ရှိရင်ကြိုက်ကို location ရဲ့အရှိမထားပြီးတော့သုံးပေးရပါတယ်ဒီမှာဥပမာစာကြောင်းလေးတွေကိုကြည့်လိုက်ကြမယ်ပေါ့နော်香蕉在书包里မှာ香蕉က subject ဖြစ်ပြီးတော့ကြိုက်ရဲ့အနောက်မှာ书包ဆို location ဖြစ်တဲ့အိတ်လီဆိုအထဲမှာတည်နေရပြစလုံးအဲ့တော့ငပြောသီးကလွယ်အိတ်ထဲမှာရှိတယ်ဆိုရင်香蕉在书包里ဆိုပြီးတော့ရေးတယ်နံပါတ်2苹果在桌子上苹果ဆိုပန်းသီးရ在မှာ桌子ဆိုစပွဲပေါ်မှာ上ဆိုအပေါ်အဲ့တော့ပန်းသီးကစပွဲပေါ်မှာရှိတယ်နံပါတ်3က报纸在桌子上报纸သတင်းစာက在မှာ桌子ကစပွဲ下ကအောက်မှာအဲ့တော့ဒီနေရာပြစလုံးက下桌子ကဒီနေရာဖြစ်တယ်အဲ့တော့သတင်းစာကစပွဲအောက်မှာရှိရဆိုပြီးတော့ပြောတာနံပါတ်4ကကြတော့老师在门旁边老师ဆရာက在မှာ门ဆိုတကား旁边ဆိုဘေးဘက်တကားရဲ့ဘေးဘက်မှာဆရာကရှိတယ်ဒီဥပမာလေးတွေကိုကြည့်ပြီးတော့ကိုယ်တိုင်းကိုစာကြောင်းလေးတွေတိဆောက်ကြည့်ပေါ့နော်ကိုဘာကဘာမှရှိတယ်ဆိုပြီးတော့သူ့ရဲ့ဒီ grammar pattern ပုံစံတိုင်းလေးလိုက်ထည့်ပြီးတော့သုံးကြည့်လို့ရပါတယ်နောက်တစ်ခုကကြတော့ verb အနောက်မှာထားပြီးတော့မှသုံးတာဒီကြိုက်ကိုအဲ့တော့သူ့ရဲ့ pattern က subject နောက်ပြီးတော့ particular verb နောက်ပြီးတော့ကြိုက် location ဒီမှာ particular verb ဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ကြော့ထိုင်သည်ကျုနေထိုင်သည်ကြန့်မတ်တရက်သည်ဖောင့်ထားသည်ဒီဟာတွေမဟုတ်ဘောနော်ထပ်ပြီးတော့အစသဖြင့်အများကြီးရှိသေးတယ်အဲ့ဒီဟာလေးတွေကိုဒီ verb တွေနဲ့တွဲပြီးတော့ကြိုက်နဲ့တွဲပြီးတော့သုံးရမှာပါဥပမာရေးတယ်အိတ်တယ်စားတယ်အစသဖြင့်ပေါ့နော်ဒီလိုမျိုး verb တွေနဲ့တွဲပြီးတော့သုံးတာမျိုးပြောတာပါဒါဆိုရင်ဥပမာစာကြောင်းလေးကိုကြည့်လိုက်ကြမယ်ပေါ့နော်他坐在椅子上他ဆိုသူက坐在坐ကဒီမှာထိုင်တာကိုပြောချင်တာကြိုက်ဆိုမှားထိုင်တာဘာမှလဲဆို椅子ဆိုကလထိုင်上ကအပေါ်မှာသူကလထိုင်အပေါ်မှာထိုင်နေအဲ့တော့他ဒါက subject ကြောက particular verb ကြိုက်ကကြိုက်ပဲเนาะရည်ချင်းကlocation 上ကဒီနေရာပြစလုံးအဲ့တော့နောက်ထပ်ဥပမာလေးကထားကြည့်ကြမယ်我住在上海ကျွန်တော်上海မှာဒီမှာ住在ကနေထိုင်နေပေါ့နံပါတ်3ကကျတော့老师站在门口ဆရာကတကားဝမှာရပ်နေတယ်ပေါ့နောက်ဆုံးတစ်ခုကကျတော့书放在桌子上了ဒီမှာအနောက်မှာလေးကိုထည့်ပြီးတော့သုံးပေးထားတယ်书စာအုပ်က放ဆိုတာတင်ထားတာကြိုက်မှာကြော်ကျစပွဲရဲ့上အပေါ်မှာတင်ထားတယ်ဆိုပြီးတော့ပြောတာအဲ့တော့ကျန်တဲ့ verb တွေနဲ့တွဲပြီးတော့ကိုယ်တိုင်စာကြောင်းလေးတိဆောက်ကြည့်လို့ရပါတယ် subject ရဲ့ verb ရဲ့ကြိုက်ရဲ့နောက်ပြီးတော့မှ location အဲ့လိုမျိုးဥပမာပုံစံလေးနဲ့တွဲပြီးတော့သုံးကြည့်ပါအားလုံးကျေးဇူးပါနောက်ထပ်သင်ခန်းစာသစ်တွေကိုထပ်ပြီးတော့လေ့လာကြည့်ရင်တော့ဒီ channel လေးကို like and subscribe လေးလုပ်ထားပေးဦးနော်